အခုဒီနေ့အားရစရာသတင်းကနော်ဒီနေ့ကျမတို့နိုင်ငံသားရေးဝန်ကြီး NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ထိုင်းလွတ်တော်အမတို့တွေ့ဆုံတယ်အခြေအနေပိုဆိုးရွားစေမဲ့စစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံတကာအသိမှမပြုဖို့ထိုင်းလွတ်တော်အမပြောတယ်ဟိုနေ့ကလည်းဥရောပကလည်းအသိမှမပြုဘူးလေမလေးစောစားအောင်ကပါပြောလဲဒီ NCA ကမပြည့်ဘူး NCA ကနိုင်ငံတကာနဲ့ကုလနဲ့နော်ယူဗလဲကုလကထောက်ခံပြီးတော့လက်မရေးထိုးထားတဲ့နော်စာချုပ်ဆိုပြီးတော့မပြည့်ဘူးတော်ရုပ်ပြည့်လို့မရပါစားနဲ့ပြည့်လို့ရတယ်တကယ်ပြည့်လို့မရဘူးဆိုတော့မောမစောစမ်းအောင်ကနော်ပြောင်းလိမ့်ပြောင်းစားသွားတယ်စောစမ်းအောင်ကတော်လန်ရေးအစပိုင်းမှာပြည်သူတွေကိုကူညီတလို့လို့နဲ့ဟိုဘက်ကိုပွဲစားလုပ်ပေးလိုက်ဒီဘက်ကိုပွဲစားလုပ်ပေးလိုက်နော်ပွဲစားလုပ်ပေးလိုက်နောက်ဆုံးမအေးလို့မင်းအွန်လိုင်းစိတ်ကြိုက်သူလုပ်ပြီးသွားစောစမ်းအောင်တို့နော်စောစတီတို့ဒီသောက်ထားကွေးမှာဗလဲဒါပေါင်တို့နဲ့ခဏခဏတွေ့တယ်ဒါပေါင်တို့ဘာမှမလုပ်ဘူးနော်သူတို့လုံးရတာဗောသူတို့ရှင်းရတာဗောဒီကုသတလန်တွေကိုဒီစောစမ်းအောင်တို့သူတို့မလုပ်ဘူးအဲကြောင့်မို့လဲအခုနော်စောစမ်းအောင်ကသူ့ကိုသူရတုနော်တင်လို့မရဘူးသူ့အောက်စုတွေနော်သူရဒီ DKBA တက်ချုပ်ကတင်လို့မရဘူးသူတို့ကိုကြိုးခိုင်နေတဲ့နေပြည်တော်ကနော်မအေးလို့မင်းအောင်နိုင်ကယာထုပေးမှသူတို့ကဒီယာထုကိုရတာအဲကြောင့်မို့စောစမ်းအောင်က9နှစ်အတွင်းမှာနော်ရောက်တီစီတယောက်ဆောင်တော်လို့ပြည်သူတွေကိုလိန်ညာတော်လို့တော်လန်ရေးရဲဘော်တွေကိုလိန်ညာတော်လို့သူ့ကို DKBA ဦးစီးချုပ်အဖြစ်ပေးလိုက်တာလေအဲ့ဒါနေပြည်တော်ကလာတာနော်အဲကြောင့်မို့ဗာလဲလူတယောက်တင်ထားတယ်မင်းတို့ပြောတော့ဗမာမျိုးကြီးဝါဒဗမာကဗမာညာမင်းတို့မပြောနဲ့နော်အခုတက်နေတာမင်းတို့တိုင်းရင်းသားတွေကြီးပဲဒါအမှန်တရားတွေပဲမေလို့ကိုဖင်ခံနေတဲ့နော်တိုင်းရင်းသားအမိခံတွေကြီးပဲတိုင်းရင်းသားအမိခံဆိုတာဒီတော်နိုင်ရဲ့မပါတဲ့တိုင်းရင်းသားအမိခံတချို့ပါပြီးပူဇတ်တယ်နဲ့လှုပ်တဲ့ကောင်တွေနော်ကောင်တွေတော့မပါပေမဲ့သူတို့ကပြောမယ်ဇက်ညုံဆက်ကရိုက်တာနော် KNU မှာသူပြောမူတူစေဖို့ကတော့ KNU ကိုစားမပြုဘူးဒါပေမဲ့မူတူစေဖို့ကကိုစားမပြုဘူးမူတူစေဖို့ကမင်းတို့မျိုးကိုမတိုင်းနဲ့တော့မှပဲတိုက်အဲ့ဒီမူတူစေဖို့စကားတော့သူတို့နားထောင်တယ်ဒါဆိုရင်မူတူစေဖို့က KNU နဲ့မပတ်သက်ဘူးလို့ပြောလို့ရပါနော်အဲ့ကြောင့်မို့သူတို့မပြောရဲဘူးသူတို့တရားဝင်ကြေညာလိုက်လေကြေညာရဲသလားအခုသွားနေတဲ့နေပြီးတော့ကိုသွားနေတဲ့အုပ်စုတွေအကောင်လုံးဒီငါတို့ကရင်မဟုတ်တော့ဘူးနော်ကရင်အချင်းချင်းမသတ်မှတော့ဘူးလို့မင်းတို့ပြောရဲသလားအခုအဲ့ဒီ NCA ကိုနော်အခုမနာအယောဂပွဲကိုအခုလက်ကလည်းလက်မခံဘူးလေသူတို့ဘယ်လိုပြောမလဲစက်တေဖြစ်လဲသူတို့မလာဘူးဟိုကတည်းကဝင်ကြေညာပြီးလေသူတို့ဆောက်ဆက်ကွဲပြီးနော်အဲကြောင့်မို့အခု NUG ဝန်ကြီးနဲ့ဦးနဲ့ထိုင်းလွတ်တော်အမတို့တွေ့ဆုံတယ်စစ်ကောင်စီကအကန့်အသတ်နဲ့ကျင်းပမဲ့ရွေးကောက်ပွဲဟာမြန်မာအခြေအနေကိုပုံမှုဆိုးရွားစေမှာဖြစ်လို့နိုင်ငံတကာအစ်စ်မှာအတိအမမပြုသင့်ဘူးလို့ထိုင်းလွတ်တော်အမနော်ကန်နဝီဆူဒန်ကပြောပါတယ်ကဲမှာ NUG ဝန်ကြီးနဲ့ထိုင်းလွတ်တော်တို့မှာကြည့်ထိုင်းလွတ်တော်အမကြည့်လိုက်အမလေးကောသူလေလော်ဘီမကတော့ဗလဲရင်ထုမနာဖြစ်အောင်ပါပဲမနေ့တနေ့ကကျမတို့မြန်မာပြည်သားတွေကိုနော်ပန်းရောင်ကလုံမဲ့ချိန်မှာဖမ်းသွားလို့တွေ့လားNUG ကနော်မင်းအွန်လိုင်းနဲ့အတူတူပဲတခါလဲဒီ NUG ကိုပဲခလုတ်တိုက်တယ်နော်အခုတက်လာငါတို့မြန်မာပြည်သားတွေဖမ်းတာNUG ကြောင့်နောက်ဆုံးသူရဲ့နော်သူနဲ့သူ့ဖေနဲ့သူ့မေနဲ့ညာလို့သူ့ကိုရလာတာတော့မှNUG ကိုပဲသူအတာချအောင်မှာအဲ့ကျွဲမနမ်းမျိုးကနော်ကောင်းတဲ့ရလာဖြစ်ပါစေကောင်းတဲ့ရလာရပါစေအခုအမေရိကန်ကနော်
American ကသူကပြောမှဆို Donald Trump ကသူများနဲ့မတူဘူးတရုတ်လိုမဟုတ်ဘူးစင်ရောစစ်စင်ရေးနော်စင်ရောစစ်စင်ရေးအောင်မြင်သလားမအောင်မြင်ဘူးဘာကြောင့်လဲသူတို့ပဲလေနော်သခိုးလဲသူတို့ပဲကြဘိုးလဲသူတို့ပဲပြောမှဆိုရင်မင်းသားလဲသူတို့ဓမြလဲသူတို့ပဲဘလို့အောင်မြင်မလဲအခုဗလဲDonald Trump ကဘိုင်နဲ့တက်ပြီးတော့ဗီနီဇွဲလားကိုအခုစော်နေပြီဒါကြောင့်မို့သူတို့မျက်ခေါက်လောက်ပြီးတော့အခုတရုတ်ကအစဟာသူ့မှာလဲကြားပြန့်ကိုဖမ်းမိပါတယ်ဆိုပြီးတော့တရုတ်ကနော်ဒေါ်နယ်ထရန့်ကိုမျက်နှာချိုသွေးတယ်အခုအာဆီယံတွေမျက်ခေါက်လောက်နေကြပြီမင်းလို့မင်းအွန်လိုင်းကိုဒီမူ9ချက်နဲ့အကြောင်းပြပြီးတော့အချိန်ဆွဲပေးနေတယ်အခုဒေါ်နယ်ထရန့်ကိုတိုင်လာမယ်ပြောလို့အခုကြားပြန့်နေနေရေးတဲ့နော်ဒီမှာအခုအကြမ်းဖက်စစ်တပ်က KK ဖကြားဖြတ်မှာကြားဖြတ်လုပ်ငန်းကိုဝင်ရောက်စီးနေတဲ့တည်င်းနဲ့ပတ်သက်ပြီးမြောက်ဒီဒေသခံတဦးရဲ့ပြောကြားချက်မှာဒေသခံတဦးရဲ့ပြောကြားချက်ဘယ်လောက်ထိမိတယ်လဲနော်တို့ကိုဂျိုစီမမစလို့နိုင်ဘူးကိုဂျိုသက်သက်ပဲဟုတ်တယ်လေမြင့်မြင့်သက်သက်ပါပဲအဲ့ဒါကိုစောဆန်းအောင်ကဘယ်လဲဘူးမသိပါမသိနိုင်ငံဘယ်လဲဥရောပနိုင်ငံတကာကလည်းမထိုးထားတာတဲ့နော်ကဲ KK ပတ်တစ်ခုလို့တော့မဟုတ်ပါဘူးဗျာအခုသူတို့ဝင်စီးနေတာဒီအထဲကမတော်တလေးအနားမှာရှိတဲ့ site တစ်ခုကိုလမ်းကြုံလို့ခဏဝင်သွားတာပါအဲ့စရင်စစ်တလို့နဲ့အဖမ်းပြတယ်လို့နဲ့ဓာတ်ပုံရယူတဲ့သဘောမျိုးသက်ပါပဲဒါဒေသခံပြည်သူတွေရဲ့အပန်းစေကဖို့နောက်ကပေါ်နော်ဘယ်လိုလဲလေတော့လေတပတ်မပြည့်ဘူးအခုကျမတို့ပြည်သူတွေကတော့ကျမတို့မြန်မာနိုင်ငံသားပြည်သူတွေကတော့မယုံကြည်တာကဘာကိုလက်စားအောင်မယ်တဲ့အခုဒီကြားဖြတ်မှာ CIA ခောက်လန်းရေးတော်တယ်နော်ဥရောဗတဲ့ အီရန်ကိုကြီးလိုက်အီရန်လို့မြေအောက်မှာနျူကလ িয়ার ကိုဖွက်ထားပြီးတော့ဒီလာလုံနိုင်တော့မှထောက်လန်းရေးတော်လို့နော်ဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့နော်လပိုင်းကပဲအဲ့ဒီနျူကလ িয়ার ကိုရှင်းနိုင်တာလေဒါကိုသူတို့ကအထင်သေးတယ်နော်ဒီ 4K ကော KK ပတ်မှာလဲ CIA ထောက်လန်းရေးတော့မှအခုသူတို့ကရိုက်ပြနေတယ်ဟိုကအထောက်ထားယူလို့တလောကလည်းမနေ့တနေ့ကလည်းကျွန်မတင်ပြသေးတယ်သူတရားဝင်မကြင်ညာဘူးဒါပေမဲ့နိုင်ငံခြားသတင်းကနေထုတ်ပြတာတော့တွေ့တယ်အထောက်ထားတယ်မြန်မာနိုင်ငံမှာဘယ်နေရာမှာပါရှိတယ်ဆိုလို့သူပြထားတယ်အဲကြောင့်မို့ရွှေကုတ်ကို KK ပတ်မှာဘယ်နေရာမှာပဲဖြစ်ဖြစ် CIA ထောက်လန်းရေးကဘယ်လောက်ထိညားနေပြီလဲသူကတော့လေကောင်းနေတော့ပဲနော် KK ပတ်တစ်ခုတော့မဟုတ်ဘူးအခုအချိန်နေမှာတော့အားလုံးပုံမှန်ပါပဲအဲ့ဒီ site ထဲကတရုတ်တွေရောကြံအလုတ်သမားတွေရောအရင်အတိုင်းပါပဲ KK ပတ်ဆိုတာကအကြီးကျယ်လေးဗျအကျယ်ကြီးလေးဗျခြံတဲ့နေရာတွေကအေးဆေးပါပဲဟာသူတို့လုတ်ပြတဲ့2000နဲ့200တော့မှဖမ်းပြတယ်ကွန်ပျူတာတွေသူတို့သိပြတယ်ဖော်စောလို့တာနော်ဆိုရရင်ဒီကရတဲ့အကျိုးစီးပွားတွေကိုမျှဝေချမ်းစားပေါက်နေကြတာမို့ကို့အချင်းချင်းတော့ဘယ်သူကမှဘယ်သူကိုမှမထိရဲကြတဲ့သဘောပဲနော်မလဲထိကြည့်ကြလေမင်းတို့ရောကင်းကြရဲ့လားဆိုတဲ့သဘောနဲ့ပါရိုက်ရင်နားကြိုက်ပြမယ်ဆိုနေတာအတူတူပဲလေဘလို့ဖမ်းမှလဲအဲကြောင့်မို့ဖမ်းပြနေတာစဉ်းစားကြည့်လေစင်ရောစစ်စင်ရေးတော့ကအမလေးသူတို့အားလိုက်ရတဲ့တရုတ်လူမျိုးတွေနောက်ဟိုလူမျိုးတွေဒီလောက်တကယ်မောင်ချစ်သူကနော်အဓိကဂျားဖြန့်သူတို့ကာကွယ်ပေးနေတဲ့ဒီဂျားဖြန့်ဂိုင်းချုပ်ခေါင်းဆောင်တွေကိုအတွင်းထဲကိုသူတို့ခေါ်သွားပြီးတော့ဖွက်ထားလိုက်ပြီဖမ်းပြပြီးတော့သူတို့ကတော့အခုပြန်လွတ်တာပေါ့ပပညံနဲ့ပြီးတော့မျက်နှာချိုသွေးသေးတယ်မောင်စော်နိုင်ကတမျိုးမောင်ချစ်သူကတမျိုးသူတို့ဖမ်းဝန်လန်းထုတ်ပေးမယ်ဆိုပြီးတော့မျက်ရည်ရှူပြတယ်ပြည်သူတွေကိုအာရုံလွဲတယ်မျက်ရည်ချူပြတယ်အဲ့ချက်တော့တတိယအုပ်စုနော်ဒီအုပ်စုတွေကတော့စင်ရစစ်စင်ရပြန်လာတော့အခုနော်စင်ရစစ်စင်နဲ့သူတို့ဖမ်းပြတော့မယ်ပပညာပြည်သူတွေကိုမိုဒီပေးပြီးတော့ဝန်တာအားရပြောနေတာ
နောက်ဆိုတော့ဘာမှမဖြစ်လာဘူးအဲ့ဒါနော်အာနာရှင်တွေရဲ့လောက်ရကိုမယုံကြည်ကြဖို့အခုဒီຫນွေဦးတော်လိုက်အခုနော်အခုဒီကြားဖြန့်ပေါ့နော်ပြောမစရင်လင်းရုပ်ကြားဖြန့်လို့ပြောရမယ်နော်သူတို့မကြင်ညာသေးဘူးနော်ဒေါ်နယ်ထရန့်ကပြောလို့ရတာမဟုတ်သူကစိတ်ကအခက်မသိနော်ဟိုတလောကလည်းဒီအီရန်ကိုလေတပတ်ဆောက်ကြည့်မယ်ဆိုပြီးတော့2ရက်နဲ့ဆော်ထည့်ပလိုက်တာအဲဒါကြောင့်မို့ဒီလင်းရုပ်ကြားဖြန့်စစ်စင်ရေးကလည်းဖြစ်သွားနိုင်တယ်နော်ပြောလို့တော့မရဘူးဖြစ်လို့ရှိရင်တော့ကျမတို့နော်ပြန်မတော့မြန်မာနိုင်ငံအတွက်တော့ကောင်းတော့သူတို့လောက်ပါပဲရမယ်နော်မဟုတ်ရင်အခုကကဘာကြော်မှာနော်ကဘာကိုပတ်နေပြီအခုကျမဒီညပြောမယ်ဆောင်းပါမှာနော်ဟိုဗာလဲဘာလန်းလဲနော်အဲ့ဒီလန်းမှာပြီးသွားလို့ရှိရင်ဒီရွှေကုတ်ကအဓိကကြတဲ့နေရာဒီလန်းကပြီးသွားလို့ရှိရင်ကဘာပတ်ပြီကဘာပတ်လို့ရပြီဒီကြားဖြန့်အဲကြောင့်မို့အဲ့ချိန်ကျရင်နေရခက်သွားမယ်နောက်တစ်ခုကျမပြောမယ်အခုဒေါ်နယ်ထရန့်ကဒီကြားဖြန့်ကိုနေမယ်ဆိုတော့တရုတ်ကမျက်နှာချိုသူလည်းဖမ်းထားတယ်အိုးကမ္ဘောဒီးယားကလည်းဖမ်းပြတယ်ဒီကလည်းသူကဖော်ဆော့လို့သူဖမ်းပြတယ်ဒါပေမဲ့တစ်ဖက်မှာကြတော့ဟိုးအမေရိကန်မှာနော်အမေရိကန်ပြည်သူတွေအထူးသဖြင့်ဒီမိုကရက်တစ်ပါတီကလူတွေပေါ့ဂျိုးဘိုင်ဒန်တို့ဒီမိုကရက်တစ်လူသားတွေကဆန္ဒပြပြီးတော့ဒေါ်နယ်ထရန့်ကိုသူတို့ဆန္ဒပြချက်တယ်မတိုက်ဆိုင်ဘူးလားပြည်သူတို့နော်မတိုက်ဆိုင်ဘူးလားအဲကြောင့်မို့ကျမတို့ကလေအဲ့ဒီတော့ကဒီမိုကရေစီကိုဒီမိုကရေစီဘိုးတော်တွေကိုကျမတို့ကကိုးကွယ်တယ်လေးစားတယ်နော်လူခွင့်ရေးကိုလိုက်နာတယ်လူခွင့်ရေးကိုသူတို့တန်မိုးထားတယ်လို့ကျမတို့ကအထင်ကြီးခဲ့တာလေဒါကြောင့်မို့ပေါ့သူတို့ကကုလသမဂ္ဂမှာဗါလဲလူခွင့်ရေးနော်ကူညီတယ်ဆောက်တယ်ပြောပြီးတော့ဒုက္ခတွေပဲများလာတယ်မလျော့သွားတဲ့ပြင်ဒုက္ခတွေပဲများလာတယ်အခုလည်းတိုက်ဆိုင်ပဲနော်ဒေါ်နယ်ထရန့်ကဒီဂျားဖြန့်ကိုဒီဗာလဲဗီနီဇွဲလားကိုစော်တယ်အခုအရှိတောင်အစမှာမကြခင်မှာလည်းဂျပန်ကိုသွားမယ်အဲ့ဂျပန်ကိုသွားမယ်အချိန်မှာကျမတို့ဂျပန်မှာရှိတဲ့ကျမတို့မြန်မာပြည်သားတွေကလည်းဒေါ်နယ်ထရန့်ကိုတိုက်တွန်းမယ်မြန်မာနိုင်ငံကိုအရေးစိုက်ပေးပါလို့အခုနော်အာဆီယံကိုလာမယ်စီဝေးဘက်မှာတက်လာမယ်ဆိုတော့ဒီဂျားဖြန့်ကိုပြောရုံပဲရှိသေးတယ်သူတို့ဟန်ပြဖန်စီပြတယ်ဒါမှတစ်ဖက်မှာလည်းဗာလဲဒီမိုကရက်တစ်ပါတီအုပ်စုတွေကလူအများကြီးစီးရုပ်ပြီးတော့ဒေါ်နယ်ထရန့်ကိုဆန္ဒပြတယ်အဲ့ဒါတိုက်ဆိုင်တာမဟုတ်ဘူးနော်ဒါဆိုရင်ကျမတို့ယုံကြည်ခဲ့တဲ့ဒီမိုကရက်တစ်အုပ်စုတွေကတကယ်သူတို့ကလူခွင့်ရေးကိုလိုချင်တာမှဟုတ်ရဲ့လားကျမစဉ်းစားတယ်ဒါကြောင့်မို့အခုချိန်မှာလေအပြောတဲ့လက်တွေ့လောက်ရကအဖြေပဲဒါကြောင့်မို့ဒေါ်နယ်ထရန့်ကိုကျမကြိုက်တယ်ဒေါ်နယ်ထရန့်လောက်ရကိုကျမကြိုက်တယ်တကယ်လို့သာဒေါ်နယ်ထရန့်ကဒီဂျားဖြန့်နေရေးကိုသူနေနိုင်လို့ရှိရင်နော်ဒီအရှိတောင်အစတစ်ခုလောက်ကြားဖြန့်ကိုသူနေနိုင်မယ်ဆိုရင်သိကြတယ်နိုဘယ်ဆုရမှာကြိတ်သေးတယ်ဒါကျမရဲ့နော်အတွေးခေါ်ကျမရဲ့သုံးသပ်ချက်ပါစဉ်းစားကြည့်လေဒေါ်နယ်ထရန့်ကအခုနော်ဂျားဖြန့်ဗာလဲစစ်ပွဲတွေများလာတယ်နော်ဂျိုဒီမိုကရေစီလက်ထက်တော့ကပြောစင်ဂျိုးဘိုင်တဲ့လက်ထက်တော့ကစစ်ပွဲလည်းမရဘူးစစ်ပွဲပဲများလာတယ်အခုဒေါ်နယ်ထရန့်တက်လာတယ်စစ်ပွဲရသွားတယ်နော်အခုလည်းဒီယူကရိန်းနဲ့ရုရှားကိုလည်းသူတို့စ조사နေတယ်အဲ့ဒါကိုတိုက်ဆိုင်ပဲနော်အဲ့ဒီဗာလဲလီပါပက်ထရစ်ပါတီလာပါလေနော်အဲ့ဒီဂျိုဘန်ဒန်တို့အုပ်စုကပြည်သူတွေအများအပြားကိုစီးရုပ်ပြီးတော့ဆန္ဒပြခိုင်းတယ်နော်အဲ့ကြောင့်မို့အပြောတဲ့လက်တွေ့လောက်ရကိုပဲကျမတို့ကြည်ရမယ်ကဲဒီရဲ့ပိုင်စတာလစ်ကိစ္စနော်ခမကမ္ဘောဒီးယားကခရစ်စတိုဒိုဂိုင်းကိစ္စတွေအပါအဝင် US UK ထိုင်းနိုင်ငံတကာအပိုင်းဝိုင်းတွေကိုမြက်လက်ပြဖို့အတွက်သူတို့ချင်းစီးဝါးကြိုက်ပြီးလုပ်နေကြတယ် US နော် US ရဲ့ UK ရဲ့ပါပြီးဆိုတော့ဒီနိုင်ငံကလည်းမလှုပ်ရှားလို့မရတော့ဘူးနော်သူတို့ကလည်းသူတို့ဟာတွေကိုပြန်လဲစာပွေဖန်ဆီးကြတဲ့အခါမှာစတာလင်အလုံး30နဲ့ဂျာပြန်ပစ္စည်းတွေသာပိုင်ရှင်မဲ့သိစီရရှိကြောင်းထိုပစ္စည်းများကလည်းအသုံးမပြုတာကြာမြင့်နေပြီဖြစ်တဲ့အပျက်စီးများသာဖြစ်ကြောင်းနားလက်ပါလက်နဲ့လက်စားကြတဲ့သဘောသာဖြစ်တယ်
ဆောက်ဆက်ကိုပြီဒီနေ့ပဲသူတို့မျက်လက်ပြတယ်ဒေသခံပြည်သူတွေကဖော်ထုတ်ပြီးအဲ့လိုမျိုးလုပ်ရမှာအဲ့လိုမျိုးဖြစ်ရမှာနော်ဒါကလည်းသူတို့လုပ်နေကြတယ်အောက်ကနေအလဲကိုလိန်အလဲကနေအထက်ကိုလိန်အထက်ကလည်း TV ကနေလူထုနဲ့နိုင်ငံတကာကိုလိန်ကြတဲ့လိန်စင်ကြီးပါတကယ်ဖမ်းချင်တောင်ရင်းမြစ်တဆောက်ဝန်ခရွှေကုတ်ကိုဖျားသုံးစုမြဝတီကေကေပမတော်တလေး4K ကောအထက်ကနေအောက်ထိတတိုင်းကြီးပဲအခုအဲ့နေရာတွေသူအကုန်ပြန်သိမ်းကုန်ပြီလေသူလောက်စားနေတာဒါကြောင့်မို့သူကဒီတိုင်းပြီးမကောင်းဘူးလေအခုပြည်သူတွေရဲ့ဖိအားကိုကြုံနေရတော့ဒီတိုင်းပြီးမကောင်းတော့ဘူးလေဟာမမိသေးလားချောင်းနှခွားတို့သုထားကွေးတို့နော်ပြီးတော့ကော့ဘိရဲစခန်းတို့သူတို့သိပြီးတော့ဘသူမှသတိမထားမိဟာမြောက်ချင်အင်းနော်မြောက်ချင်အင်းသူတို့သိမိတယ်ဆိုတော့ပြည်သူတွေဝန်သားအားရနဲ့ပြောတော့နောက်ကျတော့တိုးတိတ်လေးပြန်ပါသွားတယ်ဘသူမှမသိဘူးဒါပေမဲ့အခုနောက်ပိုင်းဘသူမှမယုံကြည်တော့သူတို့ကဒီတိုင်းပြီးလို့မရတော့ဘူးအဲကြောင့်မို့တိုက်ပြတယ်နော်လူငယ်တွေတော့ PDF လေးတွေကိုစီရောက်ပြီးတော့ပြောမှဆိုတော့အယုတ်သိမ်းတော့တိုက်ပြတယ်ဘာဖြစ်လဲဆိုတော့ဒါပေါင်အောက်ကနော်လူငယ်လေးတွေကလေသူကဒါပေါင်ကိုအရန်ချစ်တာနော်ဒါပေါင်ကိုအရန်ချစ်တာအမလေးချောင်းဖြတ်တော့မှဒါပေါင်ကိုပိုးပြီးတော့ခြိသွားတယ်ဘယ်လောက်ထိချစ်ဖို့ကောင်းတဲ့လူငယ်တွေလဲဒါပေမဲ့သူတို့ခေါင်းဆောင်တွေကသူတို့အပေါ်မှာသစ္စာမရှိဘူးခေါင်းဆောင်တွေကသူတို့အပေါ်မှာမြစ်တာမထားဘူးငွေမျက်နှာပဲကြည့်တယ်နော်အဲ့ဒါကြောင့်မို့တကယ်ဖမ်းချင်တောင်ရင်းမြစ်တဆောက်မှာဝန်ခါဆွေကုတ်ကိုဖျားပေါင်းစုမြဝတီကေကေပမတော်တလေး4K ကောအထိဖမ်းလို့ရပဲဘယ်တော့မှဖမ်းဘူးတိုက်ကြီးတွေမှာဟီးတို့ဟိုဘက်ကန်းကမိထိတ်ဆိုသလိုသဆောင်တိုင်ပွဲလဲစီဖမ်းချင်တပဆိုရင် NCA လာတက်နေတဲ့သူတွေဂါဝရလာပြုတ်တယ်ဆိုပြီးသတင်းစာတဲ့တွဲပြီးဖော်ပြတဲ့သူတွေကိုသာပြန်မလွတ်ပေးနဲ့ခွေးကနေဖမ်းပြီးလိုက်ပြခိုင်းရုပ်ပဲလေသူတို့ကဖမ်းလို့ရတာပဲအမသူဟန်ပြလုပ်နေတာနော်အဲကြောင့်မို့အခုလင်းရုပ်ရဲ့အခြေအနေကိုကျမတို့ကြည့်ရမယ်လင်းရုပ်တကယ်စော့မလားနော်တကယ်စော့လို့ရှိရင်တော့ဒါကျမတို့ကတော့ဝန်တာအားရကြိုးဆိုရမှာပဲနော်သတင်းကောင်းတွေကတော့အများကြီးရှိတယ်ဒါပေမဲ့အချိန်နဲ့အကန့်အသတ်ရှိလို့နော်ကျမဆောင်းပါပဲဖတ်တော့မယ်ဆောင်းပါကရှိတယ်ဒီဆောင်းပါကိုကျမပါလို့ပြန်ရွေးရတယ်လေဒီဆောင်းပါမှာအချက်လက်တွေအများကြီးပြည့်စုံတယ်နော်ဒီကေပြောမှဆိုဒီဂျားဖြန့်ရဲ့နောက်ွယ်ကနော်ဘယ်သူကြိုးကင်နေတယ်လဲအဓိကပိုင်ရှင်ကဘယ်သူလဲဘယ်ကနေပေါက်ဖွာလာတယ်လဲအဲ့ဒါကိုကျမညီမောင်ထူပြချင်လို့ဒီဆောင်းပါကိုကျမရွေးလိုက်ခြင်းဖြစ်တယ်နော်ဟိုဘယ်လဲတခြားဆောင်းပါတဲ့နေအများကြီးပဲရှိတယ်ဖားဆရာတွေအများကြီးပဲတိုင်မဲ့နော်နောက်နေ့ကြမှာပဲဖားတော့မယ်ဥမာတွေကဒါအတိတ်တဲ့တင်မောနော်အတိတ်အခုကြားဖြတ်နဲ့ပတ်သက်နေတယ်ဆိုတော့နားထောင်ပြကြပါပြီလို့နော်ဒီဆောင်းပါကကျမတစ်ခါဖားခဲ့ဘူးလေပြီးခဲ့တဲ့3လပိုင်းကလေးကကျွန်တော် FR မှတ်ချလာနော်3လပိုင်းကလေးကအခုစင်ရောစစ်စင်ရေးစီမံချက်နဲ့ဆွေကုတ်ကိုငရဲခန်းတစ်စစ်တစ်စောင်းနော်အခု2025ခုနှစ်ဇန်နဝါရီလအတွင်းမှာကမ္ဘာသတင်းမီဒီယာလောကရှစ်ပြေအလွန်ဟော့တဲ့ဖြစ်နေတဲ့သတင်းကတော့ကြားဖြတ်အကြောင်းပဲဖြစ်နေပါတယ်အခုနောက်ထပ်တစ်ခါဟော့ပြန်ပြီးနော်ဒီဟော့တဲ့ကြားဖြတ်ကတော့ဒါလင်းရုံပြီးခဲ့တဲ့ဟော့တဲ့သတင်းကတော့ချီနာလို့ခေါ်တဲ့နော်စင်ယုံစစ်စင်ကြီးလိန်ညာစစ်စင်ကြီးလိန်ညာကြားဖြတ်စစ်စင်ကြီးဒါပေမဲ့ဒီစစ်စင်ကြီးကတော့တကယ်ကိုအကောင့်ထဲပေါ်မှာလားနော်ကျမတို့စောင့်ကြည့်ရမယ်ကြားဖြတ်ဆိုတဲ့ဝဟာလာကတရုတ်စကားဖြစ်ပြီးမြန်မာလိုလိမ့်လေလက်စားခြင်းလို့အတိတ်ပဲဆိုလိုတာပါအခုထိုင်းမှာလဲနော်ဒီကြားဖြတ်ကိစ္စတွေနဲ့အိုးတော်တော်လေးကိုကြရက်ထားနေတာကျမတို့စီလည်းဖုံးဆက်လာတယ်ကျမတို့မကင်ဘူးကျမပြောချင်တာကကြားဖြတ်နေဖုံးဆက်လိုက်လေအခုမသိဘူးဖုံးစိမ့်နဲ့ဖုံးဆက်လာလို့ဆိုရင်မသိဘူးဆိုရင်ချလိုက်ချပြီးပြန်ဆက်သွားကြားဖြတ်ဆိုရင်လေပြန်ဆက်သွားရင်လောကဆက်လို့မရအောင်မကင်နဲ့သူတို့ဆက်လာလို့ဆိုရင်မပြောနဲ့ဖုံးချပြောမိလို့ဆိုရင်ခဏလေးပဲပြောတော့ဖုံးချလိုက်ပြီးပြန်ဆက်သွားလိုက်နော်အဲ့ဒါကြားဖြတ်မယ်ဆက်လို့မရရင်ဆက်လို့ရလို့ဆိုရင်တော့ဒါကိုယ့်ရဲ့နော်ကိုယ့်ရဲ့အသီးကိုယ့်ရဲ့ဖုံးဆက်လာတာပေါ့တကယ်လို့နော်မကင်နဲ့အဓိကတော့လောကမကင်နဲ့ဖုံးဆက်လာပြီးဆိုရင်ဖုံးဆက်ဆိုရင်ချပလိုက်ပြီးပြန်ဆက်
အဲ့ဒါဆိုရင်လောကအန်ဒီရဲ့ကင်းနေနော်ကမ္ဘာလောကမှာဟော့ဖြစ်ရခြင်းရဲ့အကြောင်းရင်းကနော်ဒီကြားဖြန့်ကတရုတ်နိုင်ငံသားနာမည်မကြီးမကြော်ကြားတဲ့မင်းသားတဦးတရုတ်မော်တဲ့အမျိုးသားတဦးတရုတ်နဲ့နော်အုတ်ချုပ်တဲ့ဟောင်ကောင်ကျွန်းမှာနေထိုင်တဲ့တရုတ်လူမျိုးကချေတဲ့တဦးပြောမှဆိုတရုတ်လူမျိုး3ဦးပေါ့နော်နေစားဖျက်ကျော်အလိခံလိုက်ရလို့ထိုင်းနိုင်ငံတစ်ဖက်ကမ်းမှာရှိတဲ့ကရင်ပြည်နယ်မှာရှိတဲ့စစ်အာဏာရှင်ရဲ့ကိုကွဲကရင်အမျိုးသား KNU ကရင်အမျိုးသားအစည်းအရုံးရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီး KNU နာမည်ကိုအရေးချုပ်ပြီးစစ်အာဏာရှင်ဖန်တီးထားတဲ့ KNU အတုအယောင်ကျမတို့ပြောနေတာလေလက်ရှိ KNU အတုအယောင်ဘာလဲကွယ်ထူးဝင်းလားနော်ပဒိုလားဒီပဒိုတွေကတော့မအားလာရဲ့ပဒိုတွေ KNU ရဲ့အတုအယောင်ပါနော် KNU NCA အဖွဲ့အစည်းရဲ့အမွှာညီနောင်ဖြစ်တဲ့စစ်အာဏာရှင်ဟောင်းဘိုသန်းဆွေဘိုခင်ညွန့်တို့မွေးထုတ်ဖန်တီးခဲ့တဲ့ KNU NCA BGA DKBA KNU PC KNDO လက်နက်ကိုင်အဖွဲ့အစည်းထိန်းချုပ်အုပ်ချုပ်တဲ့ပေါင်ရင်းမြစ်ကမ်းမှာပါတရှိနေတဲ့ရွှေကုတ်ကိုကေကေပဒေသမှာရှိနေတဲ့နာမည်ကြီးမကောင်းမှုဒုစရိုက်ပေါင်းစုံရှိနေတဲ့မြဝတီ DKBA နော်ထိန်းချုပ်ကြောက်ခဲစခန်းဒေသမှာလောကငရဲဒေသလို့ကမ္ဘာသတင်းမီဒီယာလောကမှာအထင်ရှားပေါ်ပြခဲ့ကြတယ်အဲ့ဒီဒေသတွေကအခုသူတို့ဖမ်းပြတာလေကေကေပနော်အဲ့ဒီဒေသပြောရအနေအချင်းပဲသူတို့ဖမ်းပြတာအခုနော်အခုဘာလဲဆွေကုတ်ကိုမှတာယာနေရောပဲဟုတ်တယ်နော်ကဲအခုကမ္ဘာနာမည်စိုးနဲ့ကြော်ကြားခဲ့တဲ့ဒီကရင်ပြည်နယ်ကရွှေကုတ်ကိုဒေသဟာ KNU NCA ရဲ့ဝါဒဖြန့်ချီရေးသတင်းဌာနတစ်ခုဖြစ်သော KIC သတင်းဌာနကတော့မကောင်းမှုဒုစရိုက်ပေါင်းစုံရှိနေတဲ့မြဝတီမြို့နယ်အတွင်းမှာရှိနေတဲ့ရွှေကုတ်ကို KK ပမေတော်တလေးကြောက်ခက်ဖျားသုံးစုဒေသများကို KIC သတင်းအက်ဒီတာချုပ်ဖြစ်တဲ့ဖအန်သူနမ်ခဏနေတော့ဟုတ်ပြရတယ်မင်းလေလို့မောင်းနေတယ်ဘလဲဖအန်သူနမ်ဖောကေတယောက်အက်ဒီတာချုပ်เนาะဒီ KIC မှာ KIC ကเนาะအထူးသဖြင့်ဒီကရင်သတင်းနဲ့ပတ်သက်လာလို့စင်ဒီမာဖီးယားခိုင်းချုပ်နဲ့ပတ်သက်သူသိမတင်လို့ဘူးသတင်းအမှန်ဒီမတင်လို့เนาะသတင်းလွတ်လပ်ခွင့်ရသွားဗလဲရေးသားပေါ်ပြခြင်းမရှိခဲ့ပါဘူး VOA RFA BBC DVB ခေတ်သစ်မျက်စိမှသတင်းများကတော့သူတို့ရဲ့အင်တာဗျူးမှာသာကြားသိရပါတယ်အခါကြိတ်ဖန်ပေါင်းများစွာဖြစ်သိခဲ့ရပါတယ်2024ခုနှစ်အတွင်းမှာ VOA KNU NCA ရဲ့ VOA သတင်းဌာနသတင်းထောက်မတွေကထိုင်းမြန်မာနယ်စပ်သို့ရောက်ရှိပြီး KNU NCA ရဲ့ပြောရေးဆိုခွင့်ရှိသူဘဒိုစောထောနီကိုမေးပါတယ်ရွှေကုတ်ကိုဒေသကိုရခင်ကကော်သူလေအာမင်မှုထမ်းခဲ့တဲ့ဘိုမူစောအစေဝါရွှေကုတ်ကိုတိုက်ခဲ့ဘူးတဲ့အကြောင်းတွေစောထောနီကိုမေးတော့စောထောနီဘာတွေပြောသလဲနော်စောထောနီကသတင်းထောက်ကိုပြန်ပြောခဲ့တာကအစေဝါဟာနေမီကြော်လို့တဲ့နေချက်လာလို့တဲ့ပြန်တိုက်မောင်းထုတ်လိုက်ရတဲ့အကြောင်းဒါဆိုရင်အစေဝါကကရင်မဟုတ်ဘူးလားအစေဝါကနေမီကြော်တယ်လို့ပြောလို့ဆိုရင်အစေဝါကဘာမျိုးလဲစောထောနီပြောရတာနော်ဒါဆိုရင်စောထောနီကတကယ်တော်လန်ရေးသမားစစ်လားနေကြော်တယ်လို့သူကိုယ်တိုင်ပြောသွားတယ်နောက်ပြီးတော့နော်ဒီလို့ဆိုရင်သတင်းထောက်ကပြန်မိတယ်ဘာကြောင့်များရွှေကုတ်ကိုမှမကောင်းမှုတည်ရှိနေတာကိုမရှင်းလင်းသလဲလို့သတင်းထောက်မလေးကထမေးပြန်တော့ရွှေကုတ်ကိုဒေသဟာနီးပညာများရှိနေ၍တိုက်ခတ်ရတာအခက်ခဲများစွာရှိနေလို့ဟုတ်လားအကြောင်းပြတယ်နီးပညာတွေရှိနေလို့တဲ့ဒါပေမဲ့ဘိုးအစေဝါဝင်သွားတာတကယ်လို့သာနော်အဲ့ချိန်တော့ကသူတို့သစ္စာမဖောက်ခဲ့ရင်ဘိုးအစေဝါတစ်ဖွဲ့နဲ့တော့မှ BGA အကောင့်80လောက်ဖောကားနဲ့တင်ရတယ်သေသွားလို့နော်ဒါတော့မှနီးပညာမရှိဘူးအဲဒါကြောင့်မို့သူပြောတယ်
နီးပညာတွေနော်နဲ့ရှိနေလို့သူတို့တိုက်လို့မရဘူးအဲဒါကြောင့်မို့နိုင်ငံတကာရဲ့အကူအညီကိုလိုအပ်ပါတယ်ဆိုပြီးတော့အကူအညီတောင်းသွားတယ်နော်အခက်အခဲများရှိတဲ့နိုင်ငံတကာဖွဲ့စည်းကအိန္ဒိချင်းနိုင်ထိုင်းနိုင်ငံနဲ့ပေါင်းစုပြီးတိုက်မှသာတင်ဖြစ်နိုင်၍နိုင်ငံတကာမှာအကူအညီပေးကြပါလို့တောင်းခံနေပါလေအခု KK ပကိုတော့တချို့ကတော့ပြောတယ်တို့က KNU ဘာမှမလုပ်ဘူးလား KNU အခုဗာလဲ KNU ကဘာဖြစ်တယ်ညာဖြစ်တယ်သူတို့တဲ့ KNU ကိုသနာနေကြတယ် KNU ခေါင်းကြီးပိုင်းတွေကမေးလို့မင်းအောင်လိုင်းနေဘယ်ကျမတို့အမြဲတမ်းပဲပြောတယ်ဒါကိုနော်တချို့တွေကမယုံကြည်ကြဘူးနော်ပြီးတော့ဒီကြားဖြတ်လောက်ရများဟာနေပြီးတော့မှရေတောက်မြင့်လို့သုံးနှုတ်ပြီးနေပြီးတော့မှစစ်အာဏာရှင်ထံမှဆင်းသက်လာကြောင်းကိုလည်းတစ်ဖက်နဲ့တစ်ဖက်စစ်အာဏာရှင်ပြောရေးဆိုခွင့်ရှိသူစော်မဲလုံးနဲ့တစ်ဖက်နဲ့တစ်ဖက်အပြစ်တင်ပြီးဘော်လီဘောပုတ်နေကြတယ်အခု2025ဇန်နဝါရီလတတိယအပတ်မှာသတင်းမီဒီယာကိုပြောပြန်ပြီးထိုင်းနိုင်ငံတရုတ်ဦးဆောင်တဲ့အာဆီယံနိုင်ငံတို့6နိုင်ငံဖွဲ့စည်းထားတဲ့ဇင်ရော်စီမံချက်နဲ့စစ်စင်ရေးလုပ်မယ်အဲ့ချိန်တော့ကပေါ့နော်စစ်စင်ရေးလုပ်မယ်တဲ့ဒါမဲ့ကြည့်လိုက်တော့အဲ့ဒီနိုင်ငံတွေကဘာတွေလဲနော် BGS စောချစ်သူကပဲကြားဖြတ်အလုပ်ကိုလုပ်ရင်နော်တရုတ်လုပ်ငန်းရှင်များကိုနင်းတန်ပေးမယ်စောချစ်သူရဲ့ရာဇဝတ်ဂိုင်းခေါင်းဆောင်နဲ့အစည်းအဝေးလုပ်ပြီးမိုးလာကဲလာကြားဖြတ်လုပ်ငန်းကိုနော်ပြန်တိုက်မယ်လေတွေ့လားအခုကလူပြန်ဟိတယ်ပြောမှဆိုရင်သူတို့ကတရုတ်ဆောင်ပြတယ်နီမျိုးဆောင်နဲ့ငိုပြလိုက်ပြီးတော့သူတို့ပြန်တိုက်မယ်သူတို့ပြောမှဆိုရင်တခိုးမရှိတော့ဘူးအကောင်လုံးကလူကောင်းတွေကြီးပဲကြားဖြတ်ဓမြမရှိတော့နော်တရုတ်ဆောင်တော်တာအဲ့လောက်ထိဟုတ်တယ်နိနော်အခုမဲဆိုတဲ့သတင်းမီဒီယာကိုပြောဆိုချက်များဟာစာရေးသူတဦးတဲ့အမြင်လူလိမ်လူကောက်စကားများသာဖြစ်နိုင်ဖို့များပါတယ်။ဘာကြောင့်လဲဆိုရင်2023ခုနှစ်ဒီຫນွေဦးတော်လှန်ရေးကာလ4နှစ်အတွင်းမှာနိုင်ငံရေးတွက်ကြသူနော်တဦးဖြစ်တဲ့ကျမပေါ့တိုင်းသူပြောကြားတဲ့ဆောင်းပါးနှစ်ပုတ်ကျမဒီတဲ့ဆောင်းပါးဟောင်းတွေအများကြီးရှိပါတယ်တချို့ကျတော့ Facebook ကဖြစ်တာနော်ဖြစ်တာရှိတယ်ကျမ live လို့တစ်ခါမှဖြစ်တာမရှိပါဘူး Facebook ကဖြစ်တာပဲရှိတယ်မရှိလို့စင် Facebook ဖြစ်တာပဲရှိတယ်နော်ကဲထားလိုက်ပါတော့ဒါတော့ဗလဲဆောင်းပါးနှစ်ပုတ်ကိုနောက်ထောင်ခဲ့တာအမှန်တကယ်ပဲထိုအချိန်က USA ကအစိုးရသမ္မတဟောင်းဂျိုးဘိုင်ဒန်ကတရုတ်ကွန်မြူနစ်အစိုးရကိုဖိအားပေးခဲ့ပြီးတရုတ်ကလွဲထိုင်းအစိုးရနဲ့ပေါင်းပြီးပူးပေါင်းပြီးရွှေကုတ်ကိုဒေသကိုစနစ်တိုက်ခိုက်မယ်လို့ကြွေးကြော်ခဲ့ဘူးတယ်ဂျိုးဘိုင်ဒန်တို့ကလည်းဒီလိုပဲအပြုသဘောဆောင်တဲ့အနေနဲ့ပဲနော်တကယ်တစ်ခါမှပြသားမလုပ်ဘူးကမ္ဘာသတင်းထောက်အချို့ကလည်းထိုင်းနယ်စမြို့မဲဆောက်နဲ့မဲပမြို့တို့သွားသတင်းယူပြီးရွှေကုတ်ကိုဒေသကပြည်သူလူထုမြောက်များစွာတို့ကလည်းမဲဆောက်မဲပမြို့ပဲထွက်ပြေးတိတ်ဆောင်တိုက်ခန်းနေအိမ်များငားလို့နော်မရနိုင်အောင်ပဲခက်ခဲများစွာဖြစ်ခဲ့ဘူးတဲ့အကြောင်းကမ္ဘာသတင်းမီဒီယာတချို့မှဖော်ပြခဲ့ဘူးတယ်အဲ့ဒီချိန်တော့ကနော်သူတို့ထိုင်းနိုင်ငံမှာကွန်ဒိုတွေအခန်းတွေငားပြီးတော့အခန်းတွေမလောက်တော့ဘူးလေအခုထိုင်းနိုင်ငံမှာလေကွန်ဒိုဝယ်တာဒုတိယအများဆုံးကမြန်မာပဲပထမအများဆုံးကတရုတ်ဒုတိယကတော့မြန်မာပဲစဉ်းစားကြည့်လေမြန်မာတွေဒီလောက်ချမ်းသာနေတာဒါပေမဲ့ကျမတို့ပြည်သူလူထုတွေစင်ကြယ်တယ်စဉ်းစားကြည့်ပေါ့နော်ဒါကြောင့်အခုတဖန်တရုတ်ကွန်မြူနစ်အစိုးရရဲ့နော်သူရဲ့ကြောထောက်နောက်ခံပြုထားတဲ့လာအိုကွန်မြူနစ်နိုင်ငံနဲ့နှစ်ပေါင်း38နှစ်ကြာအောင်ကမ္ဘောဒီးယားအာနာစီဟွန်ဆန်တို့သားဖားနဲ့အခြားကွန်မြူနစ်နိုင်ငံဗီယက်နမ်ထိုင်းနိုင်ငံအခြားအာဆီယံနိုင်ငံအချို့စုပေါင်း6နိုင်ငံပူးပေါင်းပြီးတော့စဉ်းစားကြည့်လေသူကြုံခံတဲ့နိုင်ငံတွေကြီးပဲသူခေါ်ထားတာပြောအောင်ဆိုဒီကြားဖြတ်နဲ့ပတ်သက်တဲ့နိုင်ငံတွေကြီးပဲအဲကြောင့်မို့အဲ့ဒီစစ်စင်ရေးကိုသူကြေညာကြတဲ့ကကျွန်မလောဝအယုံကြည်မရှိခဲ့ဘူးနော်ခေါင်းစဉ်နာမည်နဲ့စင်ရုံခေါင်းစဉ်နာမည်နဲ့အကောင့်ထဲပေါ်ဆောင်ဖို့2025ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်စင်ရေး
လုပ်တယ်နော်လုပ်ဖို့ဆောင်ရွက်မယ်လို့ကြေညာတယ်နော်ကမ္ဘာသတင်းမီဒီယာလောကမှာဖော်ပြနေတာကိုကြားသိရတာရာခိုင်နှုန်းအဖြစ်နော်စာရေးသူကရာခိုင်နှုန်းအဖြစ်အယုံကြည်ဖို့ခက်တယ်အဘယ်ကြောင့်ဆိုတော့ဆွေကုတ်ကိုဒေတာ KK ပဒေတာများကို KNUNC အဖွဲ့ကကာကွယ်ရေးတာဝန်ခံဗိုလ်မှူးကြီးစောရောကြခင်ကွယ်ထူးဝင်းတို့နဲ့ BGS စောချစ်သူတို့နှစ်ဦးတို့နှစ်ပေါင်းနှစ်ဦးမဟုတ်နော် BGS စောချစ်သူတို့နှစ်ပေါင်း69နှစ်ကြာအောင်မြေ9ရန်လက်မှတ်ထိုးခဲ့ပြီးပါပြီဟိုကသူတို့လက်မှတ်ထိုးထားပြီးလေ69နှစ်တက်ရောက်နဲ့ဟုတ်တယ်ခလိုနီပြောပေါ့နော်69နှစ်စဉ်းစားကြည့်လေဒါရောင်းတာနဲ့အတူတူပဲလေပြောချင်တာကဒီဘာကြောင့်ကျမတို့မယုံကြည်ရလဲတယောက်နဲ့ပဲသူတို့ရောင်းထားတာလေဒီကြားဖြတ်ကလည်းနောက်ွယ်မှာနော်တယောက်ပဲဒါမဲ့သူကဖမ်းပြီးတဲ့အခါကျရင်ကျင်ထောင်ဖြစ်သွားတယ်ကြားဖြတ်ကျင်ထောင်ဖြစ်သွားတယ်အဲဒါကြောင့်မို့စေကောက်ကိုကေကေပတ်ဒေတာမှာညအချိန်ထိုင်းတစ်ဖက်ကန်းကလမ်းမြော်ကြည့်လိုက်ရင်နတ်ပြည်နတ်နန်းကဲ့သို့ခဏလေးနော်ပြောမှဆိုရင်69နှစ်ကြာအောင်မြေ9ရက်လက်မှတ်ထုတ်ခဲ့ပြပြီကဲရင်မျိုးဆက်သစ်များအနေနဲ့လည်းမျက်စိဖွင့်နားဖွင့်ကြားကြဖို့အခြေရောက်ပါပြီနိုးကြားကြဖို့အခြေရောက်ပါပြီထလော့ကရင်ထလော့ဆိုတဲ့စကားအတိုင်းဒီအကျင့်ဖြတ်ချစားမှုအဂတိမှုကျူးလွန်နေတဲ့သစ္စာဖောက်ကရင်အချို့ဟာမူလအိုင်တောင်များကိုလည်းတရုတ်ကိုရောင်းစားလိုက်တဲ့သတင်းများပဲထွက်နေပါတယ်အခုဆိုရင်မူလအိုင်မကတော့အခုပြည်တွင်းထဲမှာနော်မြိုင်ကလေးတို့ဆွဲကပင်တောင်ချီမှာနော်မောင်ချစ်သူရဲ့သားကိုယ်တိုင်သွားပြီးတော့မြေလိုက်ဝယ်နေလို့မြေဈေးတက်တာအများမယ်မောင်ချစ်သူသားကိုယ်တိုင်လိုက်ဝယ်ပေးတာအဲ့ဒါကိုကရင်မျိုးချစ်တယ်ချစ်လိုက်ရတဲ့အမျိုးအမလေးကရင်နိုင်ငံကရင်ကကြမကိုကရင်ဖန်တီးရမယ်အခုမင်းတို့မဖန်တီးရအောင်တရုတ်ဖန်တီးနေပြီအခုမင်းတို့မဖန်တီးရဘူးမာဖီးယားဖန်တီးနေပြီဟမ်မင်းတို့ပျော်ရဲ့လားအခုချိန်ထိအမျိုးသားရင်းနဲ့ဒီလဲနေတော့ပဲဟိုကမင်းတို့ကိုဖင်ချနေတာအခုချိန်ထိမင်းတို့ကအမျိုးသားရင်းနဲ့ဒီလဲကောင်းနေတော့စောပါဦးရဲ့မူလေးချဲနဲ့ဒီလဲကောင်းနေတော့ပဲ၎င်းစကုတ်ကိုကေကေပတ်ဒေသမှာညအချိန်တစ်ဖက်ကန်းကလမ်းမြော်ကြည့်လိုက်ရင်နတ်ပြည်နတ်နန်းကဲသို့အများတူပဲနော်ဖြစ်နေပေမဲ့အတွင်းကြလစ်လန်လိုက်ရင်၎င်းဒေသဟာလောကငရဲခန်းနဲ့တူနေပါတယ်အတွင်းကလူတွေကငရဲခန်းနဲ့တူမှာပေါ့ဒါအရှင်လနဲ့ငရဲကြနေတာအားလုံးတွေ့ကြမှာပေါ့နော်ဗါလဲရှော့လိုက်တဲ့ဟာနဲ့တို့ကြည်တော့တယ်တို့တယ်ဒါလူဘယ်လိုပြောမလဲနော်လူစစ်ကြီးကိုအဲ့လိုမျိုးညင်းပန်းနှိမ့်ဆက်တာဒါလူတွေမဟုတ်ဘူးတလိษံတော့မှအကျဉ်းတရားရှိသေးတယ်အဲ့ဒီလိုရက်ဆက်ရုပ်မာတဲ့လူကိုနော်ကျေးစားလောက်ပေးတယ်ဒီကရင်ကျေးစားလက်နဲ့ကင်နေကိုလေတကယ်အသင်းနာတယ်ကျမရှုံးတယ်နောက်ပြီးတော့တူနေပါတယ် China Town China City နဲ့အရှိတောင်အာရှဆိုင်ရာငွေကြေးစင်တာအင်္ဂလိပ်တရုတ်မြန်မာစလုံးနဲ့ရေးသားထားတာကိုလည်းသတင်းအချို့မှာဖော်ပြထားတာကိုလည်းမြင်တွေ့ရပူပါတယ်ပြီးတော့ BGS ခေါင်းဆောင်စောချစ်သူနဲ့တရုတ်လူမျိုးရထိုင်ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူမစ္စတာစီကျင်ကျန်းဆိုတဲ့တရုတ်ကလည်းယခုလက်ရှိဝန်ကြီးချုပ်အသက်36နှစ်အရွယ်နော်ဒီနိုင်ငံပေါ့ကျွန်မဒီနိုင်ငံပဲပြောတော့မယ်နော်ဒီနိုင်ငံဝန်ကြီးချုပ်ဒီနိုင်ငံမှာသူတို့ဖမ်းချုပ်ထားတယ်နော်ဘာဖြစ်လို့လဲမလဲသူတို့ဘယ်နေရာမှာသူတို့ဖမ်းချုပ်ထားလဲဆိုတော့အဲ့ဒီဝန်ကြီးချုပ်ဟောင်းလို့ပြောရမယ်နော်ဝန်ကြီးချုပ်ရဲ့သမီးရဲ့ဒီဝန်ကြီးချုပ်ရဲ့အခုဝန်ကြီးချုပ်မဖြစ်တော့ဘူးနော်ပြောဆိုဝန်ကြီးချုပ်ဟောင်းလို့ပဲကျွန်မပြောလိုက်တော့မယ်ဝန်ကြီးချုပ်ဟောင်းနော်ရဲ့တက်ခင်းတဲ့ညစာစားပွဲအခန့်ပွဲမှာစားပေါက်နေချိန်မှာထိုင်းထောက်လန်ရဲ့အဖွဲ့ကဝင်ဖမ်းလို့ယခုချိန်မှာထိုင်းအစိုးရကဖမ်းဆီးထိသိမ်းထားပါတယ်အဲ့ဒီကြားဖြန့်ဂိုင်းချုပ်အကြီးဆုံးကိုထိုင်းကဖမ်းထားတယ်ဘယ်ချက်တော့ဖမ်းထားလဲဆိုတော့အဲ့ဒီဝန်ကြီးချုပ်ဟောင်းနော်ဖတ်စင်ပေါ့ဝန်ကြီးချုပ်ဟောင်းဗလဲသူတို့ညစာစားပွဲဖိတ်တဲ့အချိန်မှာဖမ်းသွားတယ်
ဒါပေါက်နေချိန်မှာထိုင်းထောက်နိုင်ရေးကဝင်ဖမ်းလို့အခုချိန်မှာထိုင်းဆွေကဖမ်းဆီးတိုက်ထားပါတယ်စီချင်းကြံကထိုင်းတာဝန်စီပုတ်ကိုများကိုပြောခဲ့တာကသူ့ကိုတရုတ်နိုင်ငံကိုပြန်မပို့ဖို့တောင်းပန်ထားပြီးသူဟာတရုတ်အစိုးရရဲ့ထောက်နိုင်ရေးသူဆိုတူပါလို့ထိုင်းသတင်းဌာနကိုပြောကြားခဲ့တယ်လीပြောရမယ်ဆိုရင်နော်သူကတရုတ်သူဆိုပါသူဘာကြောင့်သူဆိုဖြစ်ခဲ့ရတယ်နောက်ပိုင်းမှာရှင်းပြမယ်ပြည်သူတို့နော်သူ့ကိုဖမ်းရင်နော်သူတရုတ်နိုင်ငံကိုမပို့ပါနဲ့သူအကောက်ဖော်လိုက်တယ်လीသူကသူဆိုထောက်လန်းရေးတရုတ်ရဲ့သူဆိုထောက်လန်းရေးဆိုတော့သူဖော်လိုက်တော့တရုတ်နော်တရုတ်သိခါကြတရုတ်မျက်နှာပြက်သွားတယ်လीအဲကြောင့်မို့တရုတ်နိုင်ငံကိုမပို့ဖို့အတွက်ထိုင်းကိုသူကမြစ်တန်ရခံထားတယ်နော်ရထိုင်ကုမ္ပဏီဥက္ကဋ္ဌအဖက်ခံရလို့ BGS စောချစ်သူတို့အဖွဲ့ကလည်းစီကျင်ကျန်းမာဖို့နဲ့လွတ်မြောက်ရင်စောချစ်သူကသူ့ရဲ့မဘာသာဖုံးကြီးနဲ့ပင့်ခေါ်ပြီးငြိမ်းချမ်းရေးဂျိုးဖြူငှက်များလွတ်ပြီးဆွေကုတ်ပေါ်မှာစုတောင်းပွဲများလူပေါင်းရာနဲ့ချီခေါင်းဆောင်များနော်ဗါလဲခေါ်ဆောင်ဖျားယောင်းပြီးစုတောင်းပွဲပြုလုပ်ခဲ့တဲ့ဗီဒီယိုဖိုင်ပုံများသတင်းမီဒီယာကိုဖော်ပြခဲ့တာကိုလည်းမြင်တွေ့ခဲ့ရတယ်နော်ပြောချင်တာကကိုလူမျိုးကိုမကာကွယ်ပေးဘူးဒီကြားဖြတ်ခေါင်းဆောင်ကိုနော်ကြားဖြတ်ခေါင်းဆောင်ကိုဖမ်းလို့အခုကိုလူမျိုးကိုစီးရုပ်ပြီးတော့ကြားဖြတ်ခေါင်းဆောင်အတွက်ငယ်တွေလို့ရတယ်စုတောင်းပေးရတယ်ဘယ်လောက်ထိနော်ဘယ်လောက်ထိရင်နာဖို့ကောင်းတယ်လဲသူတို့လက်နဲ့ကင်တာကိုရဲ့နော်အမျိုးသားရေးကိုကာကွယ်ဖို့မဟုတ်ဘူးနော်လူမျိုးရေးကိုကာကွယ်ဖို့မဟုတ်ဘူးကရင်လူထုကိုကာကွယ်ဖို့မဟုတ်ဘူးဆိုတာအခုမြဲဝါထင်ထင်တွေးကြပြီမဟုတ်ဘူးလားဒါကြောင့်မို့အမျိုးသားရေးသမားတွေအစုံရောက်သမားတွေမင်းတို့မျက်စိမျက်နှာပွင့်လို့ရပြီစောချစ်သူရဲ့ပြောရေးဆိုခွင့်ရှိသူ BGF ဘို့မူနိုင်မောင်စော်ကလည်းနိုင်ငံတကာဖွဲ့စည်းတဲ့အတူပူးပေါင်းပြီးဒီကြားဖြန့်ကိုပြန်တိုက်မဲလို့သတင်းမီဒီယာအချို့ကိုပြောဖော်ပြခဲ့တဲ့အကြောင်းသိရပြန်တော့မြန်မာပြည်သူနဲ့အထူးသဖြင့်ကရင်ပြည်နယ်ကမိဘပြည်သူလူထုဘယ်လိုယုံကြည်ရမလဲဆိုတဲ့မေးခွန်းပေါ်လာတယ်သူလာပြောင်းလိမ့်ပြောင်းစားသူတို့ကိုယ်တိုင်ပဲသခိုးကြဘိုးကသူတို့ပြန်တိုက်မဲတဲ့နော်ဒီဆွေကုတ်ကိုကေကေပမေတော်တလေးဒေသမမကောင်းမှုဒုစရိုက်လက်ပနိုင်အောင်လျှက်စစ်မီလောင်စာရေးအင်တာနက်ဆန္ဒရိတ်ခအဆောက်အဦတိစောက်နေတဲ့ပြည်စများအားလုံးဟာထိုင်းနိုင်ငံကနေအကူအညီရတာသိချပါတယ်ဒါကြောင့်မို့ပေါ့သူကဘာလဲဟိုကတစ်ချက်ဟန်လိုက်ပြီးဆိုရင်သူတို့ကအချစ်ချင်းရန်ဖြစ်ချင်းဟန်ဆောင်မယ်နောက်ပြီးတော့မိဖျချင်းဟန်ဆောင်မယ်တော့နောက်ဆုံးကြတော့ဒီတိုင်းပဲဒါကြောင့်မို့မောင်ချစ်သူကိုဖမ်းဝင်လန်းသူတို့မထုံနိုင်တာလေနောက်ပြီးတော့တချို့သတင်းများကနော်ဒီနိုင်ငံကတာဝန်စစ်တဲ့ထိတ်တန်းဗိုလ်ချုပ်ရဲ့ဗိုလ်ချုပ်များပါဝင်ပတ်သက်ကူညီပေးနေတယ်လို့အစိတ်တောင်အာစအကြီးဆုံးစီမံကိန်းတစ်ခုဖြစ်တဲ့ဆွေကုတ်ကိုစီမံကိန်းကြီးကိုအကောင့်ထဲပေါ်တိစောက်နိုင်တာပါအဲ့ဒီလိုဆိုရင်ဆွေကုတ်ကိုရဲ့ဆက်လန်အဆုတ်တော်ပုံကိုရေးပြရရင်တော့2000ညပုံပြင်လိုပါပဲမိုးလင်းတဲ့အထိတော့ပြီးမြောက်မှာမဟုတ်ပါဘူးအဓိကရေးချင်တာကအရှိတောင်အာစကြားဖြန့်အင်ပါယာရဲ့ခေါင်းဆောင်ကြီးကပဲသူလဲဒါကအခုစိတ်ဝင်စားဖို့ကောင်းတဲ့အခန်းရောက်လာပြီနော်ဘယ်သူလဲကြားဖြန့်ကပထမဦးဆုံးစတင်တွေးစီပေါ်ပေါက်လာခဲ့တာကဘယ်နေရာဘယ်ဒေသလဲစသဖြင့်လေ့လာကြည့်ရအောင်အခုရေးသားတင်ပြချက်ကတရုတ်နိုင်ငံထုတ်စင်ဟွာသတင်းထားကနော်ဒါစင်ဟွာသတင်းထားကလာတာဒီသတင်းတွေကနော်သတင်းစာတချို့နဲ့ပင်လေကွေ့နိုင်ငံမှာ UAE လို့ခေါ်တဲ့အာရစော်ဘွားများနိုင်ငံဖြစ်တဲ့ကမ္ဘာကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ Al Jazeera သတင်းဌာနကရခိုင်ရေးသားဖော်ပြချက်အဟောင်းများကိုကောက်နှုတ်ကိုကားပြီးယခုစာရေးသူပြန်လည်ရွေးထမှန်ရေးသားတင်ပြပါရစီဒီဆောင်းပါးကိုနားတော်တဆင်နေသောတော်တဆင်ပေါင်းတို့စိတ်ဝင်စားလိမ့်မယ်လို့ယုံကြည်ပါတယ်နော်ကဲကြားပြန်လုပ်ငန်းစတင်တွေ့စီပေါ်ပေါက်လာခဲ့တာကတရုတ်လူမျိုးနေထိုင်တဲ့ထိုင်ဝမ်ကျွန်းကပါ
ဒါဆိုရင်ဒီကြားဖြတ်ကထိုင်ဝမ်တရုတ်ကနေလာတာနော်ထိုင်ဝမ်ကျွန်းဟာဒီမိုကရေစီနဲ့အုပ်ချုပ်တဲ့ကျွန်းနိုင်ငံလေးပါအခုတရုတ်နဲ့အမေရိကန်တို့ထိုင်ဝမ်ကျွန်းကိုနော်ဘယ်လိုပြောမလဲတစ်ဖက်နဲ့တစ်ဖက်အကအကွဲဟိုကလည်းဗလဲရန်ဖြစ်နေတာပေါ့တရုတ်ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်တော့ရန်ဖြစ်နေကြတာလေအမေရိကန်ကလည်းထိုင်ဝမ်ကိုကာကွယ်ပေးတယ်တရုတ်ကလည်းငါထိုင်ဝမ်ကိုနင်နာပြီးထိုင်ဝမ်ဗလဲထိုင်ဝမ်နဲ့တိုင်ဝမ်နဲ့တရုတ်ကတော့နော်ခွဲခြားလို့မရဘူးတနိုင်ငံငယ်သားတွေဆိုပြီးတော့အဲ့လိုမျိုးအချင်းများခဲ့ကြတယ်အမေရိကန်နဲ့တရုတ်ဒါမဲ့တရုတ်ကိုကြတော့ထိုင်ဝမ်ကိုကြတော့အမေရိကန်ကကာကွယ်ပေးထားတယ်နော်လက်ရှိမဟာအင်အားကြီးနိုင်ငံဖြစ်သောအာဏာရှင်ကွန်မြူနစ်အစိုးရကထိုင်ဝမ်ကျွန်းကိုသူပိုင်ဆိုင်ပါတယ်ဆိုပြီးတရုတ်ပြည်မကြီးတဲ့ဆွဲသွင်းသိမ်းယူဖို့ချိတ်ချောက်ခဲ့တယ်လို့နေမြေနိုင်ငံရေးအငင်းပွားမှုဖြစ်ခဲ့တာနှစ်ပေါင်းကြာခဲ့ပြီအသေးစိတ်ရေးသားမဖော်ပြချင်တော့ပါဘူးကြားဖြတ်အဆုတ်တော်ပုံကိုပဲရေးသားတင်ပြချင်ပါတယ်အရှိတောင်အာရှမှာကြားဖြတ်အင်ပါယာရဲ့မဟာခေါင်းဆောင်ကြီးရဲ့နာမည်ကအခုထိုင်းကထိသိမ်းထားတဲ့စီကျင့်ကျင်တချို့ကစီကျင်ကျန်းလို့အမည်ရပါတယ်သူကအမျိုးမျိုးနာမည်ရှိ၍တချို့သတင်းစာဖော်ပြခဲ့တာအမည်၄မျိုးရှိခဲ့ပါတယ်စီကျင့်ကျန်းနော်စီကျင်ကျန်းကဘာလဲဘယ်လဲခြေရခံပြီးမျက်နှာဖုံးခွာကြည့်ရအောင်ရှိဟာအတူကတော့ဘောနော်ရှိဟာအာဆီယံနိုင်ငံအားလုံးကိုကြားဖြတ်လုပ်ငန်းများရဲ့လုပ်ငန်းအမည်ခံထားတဲ့ဖက်ဒရယ်ကုမ္ပဏီထိပ်ချုပ်များကိုကြိုးကင်ဆောင်ရွက်နေတဲ့လူဖြစ်ခဲ့တယ်လို့အထက်ကဖော်ပြထားတဲ့နာမည်ကြီးတဲ့သတင်းစာတွေကနော်ရေးသားထားတာအခုကြားဖြတ်လေအကုန်လုံးကအဓိကနော်အဓိကပိုင်ဆိုင်ထားတာအခုလက်ရှိနော်သူတို့ထိသိမ်းထားတဲ့ရှီကပဲဥဆောင်တော့နော်လှုပ်ဆောင်ခဲ့တာဖြစ်တယ်ရှီကကမ္ဘောဒီးယားလာအိုဖိလစ်ပိုင်၎င်းနိုင်ငံများမှာရှိနေတဲ့ကြားဖြတ်လုပ်ငန်းများကိုတွင်ကျဲပထမစပြိုလောက်ကင်ဆောင်ရွက်နေသူတဦးဖြစ်တယ်ဒါကြောင့်အရှိတောင်အာရှမှာမအေလို့မင်းအောင်နိုင်ကနော်ဒီမူ၅ချက်နဲ့လက်စားလို့ရနေတာပေါ့အကုတ်ပတ်သက်နေတာလေနော်ဟိုကလာလို့စင်သူတို့ကအပြုသဘောနဲ့ဟိုကလောက်လိုက်ဒီဟာလောက်သူလောက်ပြလိုက်တယ်နော်ဒီမူ၅ချက်ကိုအခုချိန်ထိသူတို့မဖော်ဆောင်နိုင်သေးဘူးမဖော်ဆောင်တာမဟုတ်ဘူးမအလားကိုအချိန်ဆွဲပေးပြီးတော့သူတို့ကြားဖြန့်ထိခိုက်မှာဆိုလို့နော်ဒါကြောင့်ကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်လို့တကဘာလောကခံရတာပါအင်တာနက်ကိုအသုံးပြုပြီးလိန်ညာပေးတဲ့လူတွေကိုယ်တိုင်နော်ပြောစင်လိန်ညာပေးတဲ့တရုတ်ကိုယ်တိုင်ကသူ့လူတွေထိသေးတယ်နော်ညီပန်းနှိပ်စက်ခံရတာလူအခွင့်အရေးချိုးဖောက်ခံရတာတွေများစွာရှိခဲ့ပါတယ်တရုတ်နိုင်ငံများလည်းခံကြရတာတွေတွေ့ခဲ့ရပါတယ်ဒီကြားဖြတ်လုပ်ငန်းကိုလောက်ကင်တဲ့လူတွေဟာအဓိကတရုတ်လူမျိုးတွေပါတွေ့လားဒီကြားဖြတ်လုပ်ငန်းထဲမှာဝင်ရောက်အလုပ်လုပ်တဲ့လူတွေထဲကမြန်မာနိုင်ငံသူနိုင်ငံသားများထိုင်းအိန္ဒိယဟောင်ကောင်တရုတ်အာဖရိကလူမျိုးနဲ့အခြားအာဆီယံနိုင်ငံအချို့မှနိုင်ငံသားများလည်းလူမျိုးမရွေးဘာသာမရွေးပါနေတာကိုကမ္ဘာသတင်းမီဒီယာကဖော်ပြခဲ့တယ်အခုတောင်ကိုရီးယားသူ့လူဒီကြားဖြတ်မှာတယောက်သေသွားလို့အခုသူကိုယ်တိုင်ကမ္ဘောဒီးယားနိုင်ငံသွားပြီးတော့ဒီကြားဖြတ်ကိုနှိမ်နင်းနေတာတခြားနိုင်ငံတွေကလည်းသူ့လူမျိုးကိုထိရင်မခံဘူးအကုတ်ကာကွယ်ပေးတယ်ဝန်းနေဆိုတာပဲကျမတို့မြန်မာနိုင်ငံကနော်ခို900မဲ့နေတယ်ပြည်သူတို့ဒီကြားဖြတ်မှာကျမတို့ရဲ့ PDF တွေပြီးတော့ကျမတို့ရဲ့ပြည်သူလူထုတွေနိုင်ငံတကာနိုင်ငံတော်ဝန်ကနော်ပြည်သူလူထုတွေရဲ့သားသမီးတွေဒီကြားဖြတ်မှာဘယ်လောက်ထိများနေမလဲသူတို့မှာအသံနော်သူတို့ကိုကူညီပေးမဲ့အသံမရှိဘူးအခုထိုင်းတို့တရုတ်တို့တောင်ကိုရီးယားနော်တခြားနိုင်ငံတွေအမေရိကန်တို့ UAE တို့သူတို့နိုင်ငံသားတွေအတွက်သူတို့တောင်းဆိုလို့အခုလွတ်ပေးတယ်ကျမတို့မြန်မာနိုင်ငံသားတွေအတွက်သူ့ကိုတောင်းဆိုရမှာလေကျမတို့မြန်မာနိုင်ငံသားတွေအခုဒီကြားဖြတ်မှာနော်ခိုင်းစေအနိုင်ကျင့်တာခံရရင်လေဘသူ့ကိုအကူတောင်းရမလဲနော်ဝန်းနေဖို့ကောင်းပါလေပြမခံရတဲ့လူမျိုးထဲမှာ
တရုတ်နိုင်ငံများလည်းပါဝင်ပါလေဒါကြောင့်တရုတ်ကလည်းအသက်အပံစီကိုလိုချင်တာလဲကြားသိရတယ်လို့သတင်းစာတွေကဖော်ပြထားတယ်စီကိုလစ်လာကြည့်တဲ့အခါမှာဟုတ်တယ်လေနောက်စီကိုလစ်လာကြည့်တဲ့အခါမှာဒီကြားပြန့်ကိုဘယ်လိုနီးဘယ်လိုဟန်နဲ့စတင်ခဲ့တာလဲဖိလစ်ပိုင်မှာဘယ်လိုအခန်းမှာဘယ်လိုပါဝင်ခဲ့တယ်လဲကမ္ဘောဒီးယားကိုဘယ်လိုလမ်းကြောင်းနဲ့ရောက်ခဲ့တယ်လဲမြန်မာပြည်ကိုရောဘယ်လိုရောက်လာခဲ့တယ်လဲအခုအကုန်ပြောပြမယ်ဒီလိုနော်ရှီကရခိုင်ကဘယ်မှာရှိခဲ့တယ်လဲဒီဆောင်းပါးမှာဖော်ပြခြင်းပါလေရှီကနာမည်၄မျိုးရှိခဲ့တယ်လို့ဖော်ပြခဲ့ပြီးရှီဟာ1982ခုနှစ်မှာမွေးဖွား၍တရုတ်နိုင်ငံအလယ်ပိုင်းယူနန်ပြည်နယ်ဟာ1982ဆိုရင်အသက်မကြီးသေးဘူးနော်အသက်မကြီးသေးဘူးလူလတ်ပိုင်းအရွယ်ပဲရှိသေးတယ်မွေးဖွား၍တရုတ်နိုင်ငံအလယ်ပိုင်းယူနန်ပြည်နယ်ရှန်တုံမြို့မှာမွေးခဲ့တယ်1996ခုနှစ်မှာတရုတ်နိုင်ငံတောင်ပိုင်းဗီယက်နမ်နယ်စပ်တည်ရှိနေတဲ့ကွန်ရှီကိုပိုင်အုပ်ချုပ်ရဒေသမှာပြောင်းရွှေ့နေထိုင်ခဲ့ဘူးတယ်။အဲ့ဒီ၎င်းဒေသမှာအလုပ်မျိုးစုံလုပ်ကင်ခဲ့ပြီးအွန်လိုင်းလောင်းကစားဂိမ်းအလုပ်ကိုစတင်ပြီးလုပ်ခဲ့တာအကျိုးအမြတ်မြောက်များစွာရရှိခဲ့၍ရှီဟာနောက်ထပ်စီးပွားရေးချက်ထွင်ပြီးဖိလစ်ပိုင်တို့ရွှေ့ပြောင်းနေထိုင်ခဲ့တယ်။သူကအနေရအတီးကြမရှိဘူး။နော်တရုတ်နိုင်ငံကနေဟိုနေရာကိုပြောင်းလိုက်အခုနောက်ထပ်ဖိလစ်ပိုင်ကိုပြောင်းသွားတယ်နော်သူ့ရဲ့ဒီကြားပြန့်လုပ်ငန်းကဗါတယ်ဟိုအောင်မြင်နေတာပေါ့နော်ငွေကြေးတွေအများရတယ်အကြောင်းသူစီးပွားရေးထိုးချက်ဖို့အတွက်ဖိလစ်ပိုင်ကိုရောက်သွားတယ်ပြီးတော့2024ခုနှစ်မှာတရုတ်နိုင်ငံမှာပြောင်းရွှေ့နေထိုင်ခဲ့၍ကန်နှိပ်သွားခဲ့တယ်အကြောင်းကတော့သူကတရုတ်နိုင်ငံမှာပြန်လာနေတော့သူကန်နှိပ်သွားခဲ့တယ်အကြောင်းရင်းကတရုတ်နိုင်ငံရှန်တုံတရားရုံးကရှီကိုအွန်လိုင်းလောင်းကစားလိမ်လည်မှုနဲ့ပြည်တံချခဲ့ဘူးတယ်တရုတ်ငွေယွမ်1.2ဘီလီယံအမေရိကန်ဒေါ်လာနဲ့တွက်ချက်ရင်တော့သန်းပေါင်း350ကျော်ရှိပါတယ်ဒါပေမဲ့ရှီကိုတိုင်ကိုမမိပဲအဝေးကပြည်တံချတဲ့သဘောပါသူ့ကိုယ်တိုင်မမိဘူးအဝေးကနေပြည်တံချတာနော်ဒီတော့ရှီဟာတရုတ်နိုင်ငံရဲ့တရားခံပြေးဘဝနဲ့ဖိလစ်ပိုင်မှာပြောင်းရွှေ့နေထိုင်ခဲ့တယ်တရားခံပြေးဘဝနဲ့နော်အမှန်မှာတော့သူကတရုတ်ကဖမ်းပြတာမဖမ်းနိုင်ပတ်စံဒီလောက်ပြီးနော်ပြောမစင်ဒါလဲပြန်ပြီးဆွဲတစ်မျိုးပဲ2015ခုနှစ်မှာဖိလစ်ပိုင်မှာတရုတ်အလုပ်သမားများကိုဖိလစ်ပိုင်အစိုးရက2015အဲ့ချိန်ကလည်းကျမတို့ NLD အစိုးရနော်ပါတယ်မဲနိုင်ပြီးတော့အစိုးရစဖြစ်တဲ့အချိန်ပေါ့နဲ့ပြည်내နေနဲ့ပေးခဲ့တယ်အဲ့ဒီမှာကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဖိလစ်ပိုင်အစိုးရကနေနေတော့သူ့ကိုနေနဲ့ပေးခဲ့တယ်အကြောင်းမှာဖိလစ်ပိုင်လူမျိုးများကိုမိပိုင်ငွေပြီးဆို4.4 သန်းအမေရိကန်ဒေါ်လာနဲ့တွက်ချက်ရင်အမေရိကန်ဒေါ်လာ9,200ကျော်လိမ်ညာခဲ့၍ရှီဟာအလုံးနာမည်ကြီးလာခဲ့တယ်လိမ်ညာလို့နာမည်ကြီးတာနော်အခုလိုပေါ့ကြားဖြတ်နဲ့လိုက်လေတော့သူများမိသွားတော့နာမည်ကြီးသွားတာသို့တော့တနေ့မှာရှီမမျော်လင့်ပဲတရုတ်နိုင်ငံသားတဦးကရှီရဲ့နေအိမ်မှာဆိုင်းမစင်ဘုံမစင်ရောက်လာခဲ့တယ်ရှီကဖိတ်ခေါ်တာမဟုတ်နော်ပြောမယ်ဆိုရင်တရုတ်ရဲ့ထောက်လန်းရေးပေါ့သူကဖမ်းဝလန်းထုတ်ထားတယ်လေတရုတ်ရဲ့ထောက်လန်းရေးကရှီစီကိုတက်မမရောက်လာတယ်ဖမ်းဖမ်းစာရွက်နဲ့လာတာမဟုတ်ဘူးနော်တက်မမရောက်လာတယ်ရှီကိုပြောပါတယ်၎င်းတရုတ်လူမျိုးကမိတ်ဆက်စကားပြောတယ်သူဟာတရုတ်ကွန်မြူနစ်အစိုးရရဲ့လုံခြုံရေးဝန်ကြီးဌာနမှထောက်လန်းရေးအရာရှိဖြစ်နေပါတယ်၎င်းတရုတ်ထောက်လန်းရေးကရှီကိုဖမ်းဆီးဖို့ရောက်လာတာဖြစ်ကြောင်းစီကိုစကားနှခုံးပြောပါတယ်စီကိုစကားပြောခဲ့တဲ့စကားကတော့သူ့မှာတရုတ်အစိုးရထံမှဝန်ထမ်းပါလာတယ်ဖမ်းမိတ်ဝန်ထမ်းပါတယ်အဲ့ဒီတော့ဆိုရင်တော့အဝေးကနေပဲဖမ်းဝန်ထမ်းထုတ်တာတဲ့အခုသူ့စီကိုဆက်ဆိုင်မြတ်ရောက်လာပြီးတော့ဖမ်းဝန်ထမ်းပါလာတာပေါ့နော်အခုအဲ့ဒီနှစ်ခုတည်းကတစ်ကတော့ဖမ်းဝန်ထမ်းပါတယ်နော်နှစ်ကတော့အဖမ်းမခံချင်ဘူးဆိုရင်တရုတ်အစိုးရရဲ့လုံခြုံရေးဝန်ကြီးဌာနအတွက်တဲ့သူဆိုလောက်ကင်ပေးရမယ်ဆိုလိုတာကတရုတ်ကွန်မြူနစ်အစိုးရအတွက်သူဆိုလောက်ပေးရတဲ့အလဲပေါ့လောက်ရမယ်လို့၎င်းတရုတ်ထောက်နိုင်ရေးအရာရှိကစီကိုစကားနှခုံးရွေးထည့်ခိုင်းပါတယ်အမှန်မှာတော့တရုတ်ကသူ့ဟာဖမ်းဝလန်း
နော်သူ့လာဖမ်းဖို့မဟုတ်ပါဘူးသူ့ရှို့အနေနဲ့လွတ်ထားပြီးတော့ဒီကြားဖြန့်ကရတဲ့ငွေတွေကိုခြိုင်ဖို့နော်